အားလုံးပဲမင်္ဂလာပါပေါ့ခင်ဗျာနော်ဒီနေ့ပြောပြချင်တာလေးတစ်ခုရှိတယ်ဗျာကျွန်တော်တို့စကားပုံလေးတစ်ခုကြားဘူးမှာပေါ့နော်တစ်တပင်ကောင်းရင်ငှက်အပေါင်းနားနိုင်တယ်ဆိုတဲ့စကားပုံလေးပေါ့ဒီစကားပုံလေးကိုအခြေခံပြီးကျွန်တော်ပြောချင်တာပါလောကမှာမိသားစုတစ်စုမှာပဲဖြစ်ဖြစ်အတိုင်းအမိုင်းတစ်ခုမှာပဲဖြစ်ဖြစ်ထိုတစ်ပင်ကြီးနဲ့တူတဲ့လူတွေတူတယောက်ကတော့အမြဲတမ်းရှိကြတယ်ဗျသူတို့ရဲ့အရေးချင်းနဲ့သူတို့ရဲ့ကူညီပံ့ပိုးမှုနဲ့လူအများကိုတင့်တယ်စေတယ်ညှိ့ညောင်းစေတယ်ပေါ့ဗျာဒီလိုပဲတစ်ပင်ကြီးလိုပဲပေါ့အပင်ကောင်းတော့ငှက်အပေါင်းနားနိုင်အောင်သူတို့မှာပံ့ပိုးမှုတွေရှိကြတယ်ပေါ့ဗျာထို့အတူပဲသူတို့တွေတစ်ခါတရံမှာအခက်ခဲတွေ့လို့ဒုက္ခနဲ့တွေ့လို့တယောက်ကိုအမိပြုတော့မယ်လို့အကူအညီလိုပြီးဆိုရင်သူတို့ရဲ့အနာမှာဘယ်သူမှရှိမနေဘူးဗျဒါလည်းဝမ်းနည်းစရာအဖြစ်တစ်ခုပဲပေါ့နော်ဒါကြောင့်မို့တစ်တပင်ကောင်းရင်ငှက်အပေါင်းနားနိုင်တယ်ဆိုတာတော့မှန်ပါတယ်ဗျငှက်အပေါင်းကလည်းဒီတစ်ပင်ကြီးကိုလည်းပြန်လှည့်ကြည့်ပါလို့ပြောချင်ပါတယ်လောကရဲ့နေရာမှာကပြောင်းမြန်နေဖြစ်မနေစေချင်ဘူးပေါ့ဗျာ